ဒူးသီးတစ်လုံးကိုတောင်းရှိပေးပြီးဝယ်စားရတော့ရောင်းတဲ့သူတွေကအမျက်ကြီးစားတယ်လို့ယခုချိန်ကြီးထင်နေတော့မဲ့လားဒီနေ့ကျွန်တော်ပြပြမယ့်အကြောင်းအရာတော့ဒီဒူးသီးတစ်လုံးကိုဈေးအများကြီးပေးပြီးဝယ်စားရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပုံမှန်လေးမိတ်ဆွေတွေဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းဆွေးနွေးကြပါဦးတကယ်တော့မလွယ်ပါဘူးနော်ဒူးသီးတစ်လုံးရဖို့အတွက်ဟိုမလွယ်ပါဘူးဒူးသီးဆိုတာကျွန်တော်တို့တစ်လုံးကောင်းရဖို့အတွက်ကိုဒူးသီးကိုတည်ရတဲ့နေရာမှာပြည့်စည်ရရှိတယ်ကျွန်တော်တို့အတီးပူးတဲ့နေရာမှာရက်ဆောင်ရတာရှိတယ်ကျွန်တော်တို့အတီးကိုအစောဆုံးပူးလိုက်လို့ရှိရင်လည်းအတီးကနှုတ်နေရာထဲကပုတ်သွားတာရှိတယ်ကျွန်တော်လက်ပြီးတဲ့လို့ထိမိခိုင်းပြီးတော့အတီးအားပါပြီးလေဝင်လို့ရှိရင်ပြစ်လိုက်ရဲ့အတီးတွေမနေပါဘူးနော်ဒူးသီးတစ်လုံးရဖို့မလွယ်ကူတဲ့အတွက်ကြောင့်ဈေးကြီးရခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒူးသီးကိုရှုံးနေလွတ်ပြရတာညားရတယ်မှာဘာလို့ဆက်ရောင်းလဲဆိုတော့ကိုယူရတဲ့တစ်လုံးကြောင့်ကိုယ့်ရဲ့ customer တွေကဟိုကြီးကျွန်တော်ဒီနှစ်မှာအတီးကတော့အရသာအရှိဆုံးအကောင်းဆုံးပဲလို့ပြောတဲ့စကားစံလေးကြောင့်ကိုယ့်ရဲ့ PT ဖြစ်မှုကိုယ်စေတနာကိုထင်ပြန်ဟပ်မှုတွေကြောင့်ဒီလိုဒွင်းကြီးရောင်းရင်ဖြစ်ပါတယ်ဒွင်းဒီဈေးကြီးတာမှတ်မိမယ်ရောင်းတဲ့သူဘက်မှလည်းအခက်အခဲလေးများစွာရှိနေပါတယ်ဒါပေမဲ့မင်းကတော့ဒွင်းကြီးအကောင်းဆုံးကိုရရှိဖို့အတွက်ကြိုးစားနေသေးပါဒွင်းကြီးချစ်သူ customer လေးတွေရောကိုယ်တွေလည်းတွေ့ကြုံခဲ့တဲ့အလုံးဆိုးရတဲ့အတီးနဲ့ကြုံခဲ့ဘူးလားကြုံခဲ့ဘူးရင် comment မှာဆက်ပြောခဲ့ပေးပါအောင်နော်နောက်ထပ်ကျန်တဲ့အချက်လက်တွေလည်းမေးစုကြည့်ပြီးတော့နောက်တဲ့ဗီဒီယိုမှာဆက်တင်ပေးပါမယ်လိုအပ်ခဲ့တာရှိရင်တော့ခွင့်လွှတ်ပါအောင်နော်